Oh my god yes ပြီးတော့အရင်နဲ့ကြတော့ you are လင်းသွားရဒီအရောင်လေး yes oh my god အရင်လိုက်တာပဲညညိုနဲ့ ဒီရောင်နဲ့ ဒီနေ့ကအဲ့လိုမျိုးအပေးယူနေလေစာလောက်ရရင်အဲ့ဒီလေးတစ်ဆက်ဝင်ပြီးအဲ့လိုမျိုးချူအဲ့ဒါလေးပေါင်းလိုက်တယ်ဆိုရင် each and message က best color တွေကပြောလို့ရတာပေါ့နော်skin ဆောင်ကောင်းတယ် oh my god ပြောင်းနေရောပထမဆုံးတစ်ခုကခုထုံးအတောက်နိုင်ငံလိုက်တာပြပြကြီးဖြစ်သွားတယ်လို့ပဲဟောနည်းနည်းနော်အဲ့တော့ခုထုံးမလိုက်ဘူးနော်ဒီဒုတိယတစ်ခု yes warm tone ကိုလိုက်တယ်နော်မတင်ကလင်းတယ်လို့မျိုးတော့ပို့ဖြစ်တယ်နော်တောက်ရဲ့အမိတ်ရဲ့အမိတ်မလိုက်ဘူးညတွင်းနေပိုပတ်ကြီးဖြစ်သွားတယ်နော် warm tone အရင်ရဲ့အနုရဟုတ်နုနဲ့ဆိုရင်လေအင်ဂျီကပဲလင်းနေရ you ကမှောင်နေတယ်ပြီးတော့အရင်နဲ့ကြတော့ you ကလင်းသွားရစိမ့်မှာဒါခုထုံးအစိမ့်ပြပြီးတော့ warm tone အစိမ့်ွာyes နော်ဒါနဲ့တော့ညီသွားတယ်နော်ဒါနဲ့ကျတော့အရိတ်တွေကျသွားတယ်လို့မျက်နှာပြသွားတယ်လို့ဖြစ်တယ်နော်ဒီအဝါကျခုထုံးဖြစ်တယ်သူအပြနည်းနည်းရောထားတဲ့အဝါ warm tone နော်ဒါတညီတဲ့ပုံပြီးတော့ဖြစ်သွားနော်ပြမှာဒီလိုမျိုးအပြလေးက warm tone warm ဒါခုအိုးတိတာနော်နှစ်ခုရှိရင်ကျတိတာ yes ဒီမှာကျတော့ပါမအရိတ်တွေပေါ်လာတယ်ချင်း warm tone လေးဒါဒီ gold silver ကွက်သွားတယ်နော်မြတ်တွင်းတွေလည်းကြာပါရိုးတွေလည်းကြာသွားတယ်ဒီမှာကျအိုးပြည့်သွားပြီးတော့အရင်ပြည့်ရဲဖြစ်သွားတယ်မင်းရောရတဲ့ gold မကြရင်ဒီလို light gold လေးရွေးလဲရတယ်Rose gold is also one tone. ဖြူစွတ်စွတ်မရွေးနဲ့အဖြူစွတ်စွတ်ကအပြာနည်းနည်းလေးတန်းတယ်ဒီလို cream ပိုကောင်းတယ် oh yes brown dark black black လေးအပြာရိတ်လေးတွေထားစီလိမ့်မယ်ပေါ့နော် brown ဆိုရင်တော့ပို့ပြီးတော့တညီလေးဖြစ်လိမ့်မယ်နော်ဒီကအစိမ်းကိုအဖြူရောထားတယ်ပေါ့နော်အစိမ်းအရင်နဲ့အနုနဲ့မလိုက်ဘူးတွေ့လားအနုနဲ့မှ you ကမှောင်သွားတယ်အရိတ်တွေကျသွားတယ်ပြီးတော့အင်ဂျီကအရန်ပိုလင်းသွားတယ်ဒီမှာကျ you က highlight ဖြစ်သွားတယ်။လင်းသွားတယ်။ you အရင်လို့တယ်ကင်မရာထဲမှာဆိုရင်ပိုတိတာမှလေ။မြင်တော့မမြင်ရတော့သူကြီးပဲအရင်လန်းနေလို့ကျွန်တော်လေအဲ့တော့အဝါဝစ်ချင်ဒီလို golden yellow လိုမျိုးနှစ်ကလေး you ကပုံလန်းသွားနိုင်မယ်။နော်။ဒါပဲဝင်နေလေး deeper ဖြစ်ရမယ်။ခွာကအနုဒီလိုအုပ်ကျိုးကြော်လိမ့်ပေါ့အရင်ပေါ့နော်။ဒါမှဝါOh my god yes sister အရင်ဝင်မှရမယ်။ဟိုဖြူမျောပဲအမဲရောရင်ကျတော့ဒီလိုနီညိုလေးဖြစ်သွားတယ်။ Ohဒီအရောင်လေး yes oh my god အရင်လိုက်တာပဲညညိုနဲ့ ဒီရောင်နဲ့ နော် burgundy တို့ maroon color တို့အဲ့လိုမျိုးလေးလည်းပြရမယ်ဒါကျတော့မယမ်းပုတ် again different ဖြစ် oh my god girl you need to wear a dress like this now ဒီရဲ့အပြာလေးက warm tone ဖြစ်ပေမဲ့သူနည်းနည်း gray ရောထားတယ်ဒါကျတော့ gray မရောထားဘူး bright ဖြစ်တဲ့တောက်တယ်နဲ့မိုင်းနာနဲ့ဟုတ်တယ်မိုင်းနာနဲ့မလိုက်ဘူးနော်မိန်နဲ့မလိုက်ဟုတ်တယ်အဲ့တော့တကယ်ပြောမှန်တယ်ယူအတောင်းနဲ့ပို့လိုက်တယ်လို့ထင်တာလေအဲ့ဒါ comment ပေးတယ် ဒီကြောင်ရလည်းမိန်တော့ဟုတ်တယ်ပြောမလိုက်တဲ့လူမျိုးပေါ့နော်ပြောကြဒီအတောင်းနဲ့မှလူကကြည်တာသူကြည်တယ်တွေ့လားကင်မရာထဲမှာဆိုယူက really clear ဒါနဲ့ယူညက်သွားလိုက်မယ်yes true autumn ရဲ့အရောင်လေးပေါ့နော်ဒီအရောင်လေးက warm tone လည်းဖြစ်တယ်တောက်လည်းတောက်တယ်ရင့်လည်းရင့်တယ်အဲ့တဲ့ခုနအဖြေထွက်တဲ့3ချက်ပေါ့နော်အဲ့3ချက်အဲ့လိုဆို make up တိတ်မလို့တော့ဒီရဲ့ဆိုင်ရ product တွေကသူ warm tone တွေရင့်နေရတယ်နော်ရတယ်လို့မျိုးပူစိမ်းတောက်တွေတော်တော်လိုက်တယ်သိလား these are really really bright colors အခုလူတွေဒီရဲ့the dwear tan nearly a meta yome oh my god girl you slay in that color no အရန်ကောင်းနေအဲ့လိုလေးတွေဝတ်အစိမ်းရင်လေးဟာမျက်နှာလင်းနေရပဲနော်လင်းနေဒီ color တော့ဒီလိုပင်လေပြအရင်နေခရမ်းဆိုလည်းအရင်မြင်မှုချင်းတယ်ဒီလိုမျိုးခရမ်းအရင်လေးဒါတွေကလုံးဝကြိုက်တာရွေးလို့ရတယ် are your best colors အခုပြထားတာအမလေးလာလိုက်တာ sister အဲ့လို brown ဆိုရင်ပို့ပြီးတော့ဒါလည်းဖြစ်လိမ့်မယ် black ကကျတော့နည်းနည်းမြတွင်းလေးတွေတို့နော်အရိပ်နန်းလေးတွေပို့ပေါ်လို့ဖြစ်လိမ့်မယ်နော် highlight လောက်ပဲထည့်မယ်ဆိုရင်လည်းတစ်ချောင်းလောက်ပဲထည့်ဒီဘက်က warm tone blonde ပေါ့နော် ash ကခုထုံးဖြစ်တယ် ash ကတော့ပိုဆိုးတယ်black တို့ blue black တို့ကခုထုံးဖြစ်တော့လေညနေညစ်လိုက်မယ်နော်dark brown chocolate brown အကုန်လုံး brown နေအဲ့တော့ဒါကကျတော့အနု color ပေါ့နော်ဒါလေးကကျတော့အရင် color တဲ့ဒီလိုအရင် color ဆိုမှအသား highlight ဖြစ်မှာအနုဆိုရင်ဆိုရင်နှခမ်းကြီးပဲလင်းနေမှာပေါ့နော်ခင်ကကျခုထုံးဖြစ်သွားလိမ့်မယ်နော်အညိုလေးနော် deep brown လေးအတောက်ကိုဒီလို warm tone လေး
ဒီလိုလေးဆိုရမယ်နော်မယန်းတို့ပန်းစီတို့တော့မတုံးနဲ့နော် spot ကလည်းလွတ်ကြီးတာတွေရွေးလို့ရမယ်ဒါဆိုအရန်သေးသွားပြီပေါ့နော်ရင့်ပါတာလေးတွေရွေးဒါဆိုရင်မှန်တယ်ဒါကျတော့ပုံဆိုးရရင်အရန်သေးပါသေးသွားရလို့ချင်းချင်းလေးပေါ်တဲ့ check button ကောင်းတယ်ဒီ Strawberry check ကလေသူက water တာဖြစ်တယ် line တွေကပေါ်လိုက်ပြောက်လိုက်ဖြစ်တယ်ထူထူလေးရွေးရမယ် thick line also dark color more နော်သေးစီနဲ့ဒါနဲ့လည်းသေးသွားပြီဒါမျိုးတွေရွေးလို့ရတယ်အဲ့ဒါပြင်ဒီလိုမျိုးပေါ့နော်နည်းနည်းကြီးကြီးလေးဥမာအရင်ရင့်ပါတာလေးရွေးလေဘင်းပေါက်ကအပေါ်ကတ်လေလေမျက်နှာကိုသူကတိုးစီလေလေလေဘင်းပေါက်က height လေလေမျက်နှာကိုရှည်စီလေလေရာဒီမျိုးလုံးတွေကိုချက်ဆွဲထားပြီးเนาะမျက်နှာမှာအပြည့်ဖြစ်နေပြီကို feature အသေးထည့်ထားပြီးဆိုရင်เนาะဒါလေးတွေကိုဘေးလေးတွေကိုဖော်ပေးလိုက် cheekbone မှာပို white ဖြစ်တယ်เนาะပြီးတော့ forehead နဲ့ cheekbone မှာ white ဖြစ်ပြီးတော့ you ပါယိုးမှာကျတော့ကျဉ်သွားတယ် you မျက်နှာကပြောင်းမြန်3ကန် inverted triangle type เนาะ because cat eye shape က you မျက်နှာ shape နဲ့တပုံစံနဲ့ပဲမျက်နှာက balance ဖြစ်ချင်ရင်နဲ့ကိုမျက်နှာ shape တိုင်းမဝေ့ရအောင်သွားဘူးပေါ့နော်တန်တန်လေးအောက်ကိုဆင်းနေရတယ်အဝိုင်းဆိုရင်လည်းရတယ်ပစ္စည်းလေးခက်စားလေ Oh yes. yeah ooh yeah အဲ့ဒါယူနေအရင်လိုက်တယ်နော်you are true autumn လို့အဖြေထွက်တယ်။အဲ့ဝင်တော့ golden hour ဖြစ်တဲ့အချိန်ကဆိုရင်ဒါထားပါတော့ဒါအင်ဂျီရအောင်ဘောင်းပြီးရအောင်ဒီလက်ပုံရအောင်နော်ဒီ jacket လေးတော့မပါခဲ့ဘူးမှောင်နေပါ ကျူပါပါအော်ဒီထဲမှာလည်းရဲ့ထုံးနေ ဟုတ်တယ်အဖြေလေးတွေ print ထုတ်ထားတဲ့စာရွက်လေးတွေထည့်ပေးလိုက်တယ်။ဒါလေးက file လေးလည်းဒီဖုန်းထဲမှာလည်းရှိတယ်ပေါ့နော်ဖွင့်ကြည့်လို့ရတယ်။ shopping သွားရင်ဆိုရင်ဖုန်းထဲက file နဲ့လည်းကြည့်လို့ရတယ်။ Thank you bye